Hello အစင်လာမပြေရွန်းနဲ့တောက်ကြနေညာခင်းလေးပဲဆိုရတော့နော်အလောက်ကပြန်လာရင်တယောက်တည်းဆိုတော့ရောင်းတောင်းနေဆိုဒီကတော့စကားပြောဖို့ရှာရင်လည်းစကားပြောချင်တာပေါ့ပြောအခုပြောရမှာလဲဖက်နှက်ကြားကနတ်စကားများပေါ့အဲ့လိုပဲထားရတော့နည်းနည်းဆောက်ကြတယ်ပြောချင်တာအောင်နော်ကျွန်တော်တို့ဒီရောက်ခမနဲ့တမက်ရဲ့မကြေလေချင်းတွေရဲ့ခေဦးအစလို့ပြောလို့ရတယ်တကြားမင်းနဲ့အတူဓာတို့ရဲ့တိုက်ပွဲမှာပေါ့နော်သူတို့ကကျွန်တော်စားတဲ့တွေဖတ်ရင်တော့တနေ့တကစစ်ထိုးကြတယ်ဘာညာတော့ကြားဘူးတော့နော်အဲ့မှာတကြားမင်းကသူ့ရဲ့နောက်ကနောက်လေနောက်ပါတော့ပြောတာပေါ့ကဲငါကောင်တို့မင်းတို့ကောင်တွေစစ်တိုက်ရင်းနဲ့မင်းတို့မှာကြောက်တဲ့စိတ်တွေဖြစ်လာရင်ယွန်းတဲ့စိတ်တွေဖြစ်လာလို့ရှိရင်တခြားမလို့မင်းတို့ကောင်တွေငါရဲ့ဒီအလံငါထောင်ထားတဲ့အလံတကွန်လေးကိုမင်းတို့ကောင်တွေကြည့်လိုက်အဲ့လိုမင်းတို့ငါထောင်ထားတဲ့အလံတကွန်လေးကိုကြည့်လိုက်တဲ့နဲ့မင်းတို့မှာဖြစ်နေတဲ့ကြောက်တဲ့စိတ်တွေယွန်းတဲ့စိတ်တွေပျောက်လိုက်မယ်ပေါ့နော်အဲ့တော့ motivate ဆက်ဝဲတယ်မှာငါရဲ့အလံတကွန်ကိုမှမင်းတို့မကြည့်ဘူးဆိုလို့ရှိရင်ပဇာပတိတို့ဝီရုဏတို့ဣတာနဒီနတ်မင်းကြီးတွေရဲ့အလံတကွန်ကိုကြည့်လိုက်ကြဒါသူတို့ကတကယ်ယုံကြည်စိတ်ချအားကိုးလောက်ရတဲ့စစ်သူကြီးတွေဘောပါစစ်ဘိုလ်ကြီးတွေပေါ့နော်သူတို့ရဲ့အလံတကွန်ကိုကြည့်လိုက်တာနဲ့မင်းတို့ရဲ့ကြောက်တဲ့စိတ်တွေယွန်းတဲ့စိတ်တွေပျောက်လိုက်မယ်ဒီလိုတွေ motivate ပေးပြီးတော့တိုက်ပွဲတိုက်ကြတယ်တခြားမနိုင်နဲ့ပေါ့နော်အဲ့လိုရှိတယ်တဲ့အဲ့ဒါနောက်တော့ဒီဂေါရမဖျားသူတပည့်သားတာဝကတွေပြောတာပေါ့အေးတဲ့ချစ်သားတို့တဲ့တခြားမင်းကတော့အဲ့လိုပြောတယ်တိုက်ပွဲထဲမှာသူ့ရဲ့အလံထားမွေးပဇာပတိတို့ဝီရုဝရုဏတို့ဣတာနတို့ရဲ့အလံကိုကြည့်ပြီးမှတိုက်ရောအဲ့လိုဆိုလို့ရှိရင်ကြောက်စိတ်တွေပျောက်လိမ့်မယ်လို့ပြောတယ်ဒါပေမဲ့သူတို့ရဲ့အလံတွေကိုကြည်တိုင်းကြောက်စိတ်တွေယွန်းတဲ့စိတ်တွေပျောက်ပြီးရဲစိတ်ရဲမှန်းနေဖြစ်သလားဆိုတော့ဖြစ်တဲ့ခါလည်းရှိတယ်မဖြစ်တဲ့ခါလည်းရှိတယ်တဲ့အဲ့လိုပြောတော့ကွာသိလားပြီးတော့တင်ချစ်သားတို့ကတက်တပင်ရိတ်ဝါတပင်ရိတ်ရောက်တဲ့အခါမှာကြောက်တဲ့စိတ်တွေယွန်းတဲ့စိတ်တွေအားငယ်တဲ့စိတ်တွေဖြစ်လို့ရှိရင်တော့မင်းတို့အနေနဲ့ဆိုလို့ရှိရင်သင်တို့အနေနဲ့ဆိုလို့ရှိရင်ဒါတော့ဣတိပိတော့ဘဂဝါရဟံတမ္မတမလို့စရှိတဲ့ဘုရားဂုဏ်တော်ကိုပါတရားဂုဏ်တော်တွေတန်ခါဂုဏ်တော်တွေမင်းတို့သတိရကြသင်တို့သတိရကြအဲ့လိုဘုရားရဲ့ဂုဏ်တရားရဲ့ဂုဏ်တန်ခါရဲ့ဂုဏ်တွေသတိရလို့ရှိရင်သင်တို့မှာဖြစ်နေတဲ့ကြောက်ခြင်းယွန်းခြင်းအားငယ်ခြင်းတွေပျောက်လိုက်မယ်ဒါကတော့တေချာပေါက်ပျောက်မယ်ပေါ့နော်ခုနကတခြားနဲ့တရားရဲ့စပွဲမှာတခြားရဲ့နောက်လေးနောက်ပါတွေကသူတို့ဒီအလံကိုကြည့်တဲ့အခါမှာကြောက်တဲ့စိတ်ကပျောက်လေခါလဲပျောက်တယ်မပျောက်ရတဲ့ခါလဲမပျောက်ဘူးပေါ့နော်ပြီးတော့ဒီဘက်ကသင်တို့တစ်တပင်ရင်ဝါတပင်ရောက်တဲ့အခါမှာငါဖះရဲ့ဂုံတော်တွေတရားရဲ့ဂုံတော်တွေတန်ခါရဲ့ဂုံတော်တွေကိုအောင်းမိတဲ့အခါတတိယတဲ့အခါကြလို့ရှိရင်ဒီကြောက်တဲ့စိတ်ယွန်းတဲ့စိတ်တွေအဲ့တော့တေချာပေါက်ပျောက်လိုက်မယ်ဆိုအဲ့နှစ်ခုမှာဘာကွာသွားတယ်လဲဆိုလို့ရှိရင်ဒီပြောထားတာမှာစကားလေးသုံးလုံးပဲပြောသွားတယ်ဒီဘာကြောင့်လဲဆိုရင်တကြားမင်းနဲ့သူ့ရဲ့ဒီစစ်သူကြီးတွေကနတ်စစ်သူကြီးတွေကအောက်ဝိတရာကအဝိတဒေါသအဝိတမောဟတယ်ပြောချင်တာကရာဂမကင်းဘူးဒေါသမကင်းဘူးမောဟမကင်းဘူးလောဘဒေါသမကင်းဘူးပေါ့နော်ဒီဖရာတရားတန်ခါကြတော့လောဘဒေါသမောဟဝိတရာကဝိတဒေါသဝိတမောဟအဲ့လိုကင်းတယ်ပေါ့နော်အဲ့ဒါအဓိကကွာခြားချက်ဆိုရင်ပြောတာပေါ့ကျွန်တော်တို့သုံးသက်ပြီးတာပေါ့နော်ဒီဖြစ်လေးပြောသွားတဲ့စကားလေးတွေမှာကျွန်တော်တို့ကတော့ထားတော့ပုရုဇဉ်တုံခဲကြီးဗျာတည်မလားဒီလောဘဒေါသမောဟကြီးကိုလုံးကြီးပယ်တတ်နိုင်တဲ့လူတွေတော့မဟုတ်ဘူးမဟုတ်ကြဘူးပေါ့နော်ဒါကပုံမှန်ပြောရအောင်လေနော်အဓိကကဒီခေါင်းဆောင်တဲ့လူတွေခေါင်းကြီးပိုင်းမှာနေတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်ပုရုဇဉ်တွေဖြစ်ကြတဲ့အလျောက်လောဘဒေါသမကင်းကြသည့်တိုင်ကိုယ့်ရဲ့နောက်လည်းနောက်ပါသည်တတိရှိရဲရင်ဒါဘယ်နေရာမှမဆိုနော်
ဒီပြဿနာတစ်ခုတွေကိုအခက်အခဲတွေကိုရင်ဆိုင်ပြီးကြော်လွှားနိုင်ဖို့ဆိုရင်ရှေ့ကခေါင်းကြီးပိုင်းဖြစ်တဲ့ပုံကိုယ်တွေကလောဘဒေါသမောဟဆိုတာမကင်းကြသည့်တိုင်ဟာနည်းနည်းသမ ्या နဲကြဖို့လိုတယ်ပေါ့နော်ကျွန်တော်မြင်တာပေါ့နော်နည်းနည်းသမ ्या နဲကြဖို့လိုတယ်ထားတော့လောဘရှိတယ်ဒါပေမဲ့မတော်မတရားလိုချင်တာမျိုးကြီးနိုင်တဲ့စီးနှံလုပ်ပြီးလိုချင်တဲ့လောဘမျိုးမရှိဖို့လိုတယ်ပုရုဇောမေဒေါသရှိတယ်ဒီတိုင်နေရာတကာမှာဒေါသကောမှလာကြီးလုံးနေလို့မဖြစ်ဘူးမောဟပိုင်းနဲ့ဆိုရင်အသိဉာဏ်ပညာပိုင်းမှာဘာပြောနောက်လေးနောက်ပါရထက်တော့ခေါင်းတစ်လုံးတာတဲ့အနေအထားမျိုးတော့ရှိဖို့လိုတယ်ပေါ့နော်ပြောချင်တာကကျွန်တော်တို့ကိုယ်တိုင်ကခေါင်းဆောင်တွေဖြစ်ခဲ့ကြမယ်ဆိုရင်ခေါင်းဆောင်တွေဖြစ်လာပြီဆိုရင်ဝိတရာကဝိတဒေါသဝိတမောဟလောဘဒေါသဆိုရတဲ့လောဘဒေါသမောဟလုံးမကင်းနိုင်တဲ့တိုင်နည်းနည်းတည်းနေဖို့ကြိုးစားတဲ့နဲလို့မြင်တော့ဗောနော်အဲ့လိုဆိုလို့ရှိရင်တော့ဒီဘာပြောကိုယ့်ရဲ့လူတွေအတွက်တော့အားကိုးစရာအားထားစရာဖြစ်နိုင်တယ်လို့အဲ့လိုဖက်နဲ့ကြားတဲ့စကားများပေါ့နော်ကျေးဇူးများတင်ပါတယ်